ဟုတ်ပြီနော်ကျွန်တော်ဒီသင်ခန်းစာမှာဘာလို့သွားပြီးလေ့လာကြမလဲဆို loop တွေကိုသွားပြီးလေ့လာကြမယ်အဲ့တော့ loop ဆိုတာဘာလဲပေါ့နော် okay loop ဆိုတာကျွန်တော်တို့က condition တစ်ခုပေါ့တနည်းအားဖြင့်ပြောရင်အရှင်တွေတစ်ခုပေါ်ကိုမူတည်ပြီးတော့နော်ဒီထပ်ခါပြုလုပ်မဲ့နော် statement နေဆိုကြပါစို့ okay အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုဒီတရားကောင်လေးတွေကိုအရင်ဖြတ်လိုက်မယ်နော်ကျွန်တော်မိတ်ဆွေတို့ကိုဒီ programming အခြေခံမရှိဘူးလို့ယူဆထားမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကနော်ဒီအစပြီးတော့ဒီ concept တွေကိုပြောပြပေးမှာပေါ့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဥပမာဆိုကြပါစို့ကျွန်တော် print လုပ်လိုက်မယ်နော် hello wolf ဆိုပြီးတော့ကျွန်တော် domain print လုပ်ပေးလိုက်မယ်ပြီးရင်မိတ်ဆွေတို့ဒီမှာကျွန်တော် run ပြရမယ်ဒါဆိုလို့ရှိရင်sorry စလုံးပေါင်းမှားတယ်နော် hello wolf ဆိုပြီးကျွန်တော်ဒါမျိုးလေးပေးလိုက်မယ်ပြီးရင်ဒီကောင်လေးကိုကျွန်တော်ဘာလုပ်ပြင်လဲဆိုရင် run လိုက်မယ်မိတ်ဆွေတို့သိတယ် run လိုက်ဒီဘက်မှာ hello wolf ဆိုပြီးဒီချောင်းပေါ်လာမှာပေါ့နော်ကျွန်တော်ဒါမျိုး3ချောင်း run ကျင်တယ်နော်3ခုနော်ကျွန်တော် output ထုတ်ကျင်တယ်ဆိုကျွန်တော်ဘာလုပ်ရမလဲဒီမှာ3ခုလာပြရမှာပေါ့နော် okay ပြီးရင်ကျွန်တော်တို့ကဘာလုပ်မလဲဒီကောင်ကိုကျွန်တော်ဒီမှာလာ run လိုက်မယ်နော် okay run လိုက်ပြီ hello wolf 3ခုအဲ့လိုပဲကျွန်တော်တို့ကနော်ဒီ10ခု15ခုနော်အခု20 100ပေါ့အစသဖြင့်ဆိုရင်လည်းကျွန်တော်တို့အခုလို run ရမှာဖြစ်တယ်ဒါဆိုရင်မိတ်ဆွေတို့ကြည့်လိုက် code duplicate ဖြစ်နေပြီနော်ဆိုတော့ဒီမှာကျွန်တော် code တွေထပ်ပြီးတော့ရေးနေပြီဟုတ်ပြီနော်ဒါကကျွန်တော်တို့ maintain လုပ်ရတာအမတန်ကိုခက်ခဲစေတယ်တနည်းအားဖြင့်ပြောရလို့ရှိရင်ကျွန်တော်တို့ဒီ code တွေကိုနောက်ပိုင်းပြန်ပြီးတော့ပြုပြင်မှုတွေလုပ်တဲ့အခါမှာကျွန်တော်တို့အတွက်ခက်ခဲစေတယ်ဟုတ်ပြီနော်ရှုပ်တယ်ပေါ့ဗျာနော်များတော့အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီက output ကလေးတစ်ခု hello world ဆိုတဲ့ output လေးတစ်ခုကိုကျွန်တော်10ချိန်ကျွန်တော်ထုတ်လိုက်မယ်နော်ဘယ်လိုထုတ်လို့ရတယ်လဲဟုတ်ပြီကျွန်တော်ကအဲ့ဒီ loose ကိုသုံးပြီးထုတ်မယ်နော်ပထမဆုံး loose ပေါ့ပြီးရင် variable တစ်ခုကျွန်တော်တတ်မှတ်လိုက်မယ်နော် i ပေါ့ i ဆိုတဲ့ variable သူ့ကိုကျွန်တော်တတ်ဖို့0ပေးထားလိုက်မယ်ပြီးရင် i ကိုကျွန်တော်က10ဆိုပြီးတော့မိတ်ဆွေတို့ဒီမှာတစ်ချက်ပဲလိုက်ကြည့်ပြီနော်ဒါက loop ဆိုတာဘာလဲဆိုတာမိတ်ဆွေတို့ကျွန်တော်ပြောပြရတာနော်အဲ့တော့မိတ်ဆွေတို့ဒီမှာတစ်ချက်ပဲလိုက်ကြည့်ပေးပါရပြီပြီးရင်ကျွန်တော်ကဒီက print ထုတ်တဲ့ကောင်လေးကိုဒီက loop ထဲကိုတွားထည့်ထားလိုက်မယ်နော်ပြီးရင်ကျွန်တော်ဒီမှာမိတ်ဆွေတို့ဒီမှာကြည့်လိုက် run ပြရမယ်ဒါဆိုမိတ်ဆွေတို့ဒီမှာကြည့်တွေ့လား10ခု run သွားလိမ့်မယ်သူကစုစုပါနော်ဒီမှာ10ခုအဲ့လိုပဲကျွန်တော်တို့ကြိုက်တဲ့လောက် run လို့ရတယ်နော်အခု100 1000စသဖြင့်ဒီမှာရေးလိုက်တဲ့ကုတ်ကလေးကကျွန်တော်တို့ကတူတူလေးပဲနော်ဒီကောင်ကိုထပ်ခါ output လုပ်နေစရာလိုသေးတာမလိုတော့အဲ့တော့သူဆိုလိုချင်တာကဗျာ loop ဆိုတာကဒီကမိတ်ဆွေတို့ကြည့်လိုက်ဒီလက်သေးခွင့်အဖွင့်ပိတ်ကလေးနော်ဒီ code block လေးပေါ့အဲ့ဒီ code block လေးလက်သေးခွင့်နဲ့ sorry မဟုတ်ဘူးနော်တွန့်ခွင့်အဖွင့်ပိတ်ကလေးပေါ့ဒီကောင်လို့ကျွန်တော်တို့က code block လို့ခေါ်တာလေနော်အဲ့ဒီ code block လေးထဲမှာရှိတဲ့ code တွေကို program တွေကိုသူက run သွားမှာ run တဲ့အခါမှာတစ်ချိန်နဲ့ run တာမဟုတ်ဘူးเนาะဒီပေါ်ကသတ်မှတ်ထားတဲ့အတိုင်းသူ run ပေးမှာဒီ condition လေးမှန်နေတဲ့ရေး run ပေးမှာပေါ့เนาะ okay ဒီ date ပဲဒါကြောင့်မလို့သူကဘာလုပ်လဲဆိုရင်ဒီ code block တွေကကောင်တွေကိုဒီပေါ်က condition မှန်နေတဲ့ရေးเนาะတနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့သတ်မှတ်ထားတဲ့ရေးထပ်ခါ run နေမှာပဲဖြစ်တယ်လူဆိုတာအဲ့လိုမျိုးကျွန်တော်တို့ကထပ်ခါ program ကို run တာလေเนาะဒါကိုကျွန်တော်တို့က loop လို့ခေါ်တယ် okay အခုကျွန်တော်သုံးမဲ့ loop ကတော့ for loop เนาะအဲ့ဒီ for loop မှာဘာ keyword လေးတွေပါလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင်ပထမဦးဆုံးကျွန်တော်တို့ကဒီရှေ့ရကောင်လေးเนาะဒီကောင်လေးကိုကျွန်တော်ကဘယ်လိုပြောလဲဆိုလို့ရှိရင် initialize လို့ပြောတယ်เนาะနော်ဒီ initialization ပေါ့နော်ဒီလိုပြောတယ်ဘယ်သူ့ကိုပြောရလဲဆိုလို့ရှိရင်အဲ့ဒီအရှိမကျွန်တော်တက်မှတ်ခဲ့တဲ့ variable i equal to 0ဆိုတဲ့ကောင်လေးကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုရင် initialization လို့ခေါ်တယ်နော်ဒီကောင်လေးကိုပြီးရင်ဒီက i less than term ဆိုတာလေးကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုရင် condition လို့ခေါ်တယ်နော် condition ဘယ်သူ့လဲဆို i less than နော် condition okay ပြီးတဲ့အခါမှာအနောက်ဆုံးအကောင်လေးဒီမှာ i ပလက်တွေ့လားဒီကောင်လေးကိုဘယ်လိုခေါ်လဲဆိုရင်ကျွန်တော်တို့က increment decrement လို့ခေါ်တယ်နော် increment decrement နော် increment decrement လို့ခေါ်တယ် i ပလက်ဆိုတာလေးကိုဒီမှာတော့ increment ပေါ့ဗျာနော်တကယ်လို့ minus ဆိုရင်တော့ဗာလဲ decrement ဖြစ်မှာပေါ့ဟုတ်ပြီကျွန်တော်ဒီမှာတော့ပလက် increment လို့ထားလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကောင်လေးအလုပ်လုပ်တာဘယ်လိုလုပ်တယ်လဲဆိုတော့ကျွန်တော်တို့သွားကြည့်ရအောင်နော်ပထမဦးဆုံးဒီ loop တစ်ခုကိုကျွန်တော်တို့ကဖန်တီးမယ်ဆိုလို့ရှိရင် for ဆိုပြီးတော့လာတယ်ကျွန်တော်တို့ for loop ကိုဖန်တီးချင်တာဒါကြောင့် for keyword လေးကိုသုံးရတယ်ပြီးရင်ကျွန်တော်တို့ကလက်သေးခွင့်အဖွင့်ပိတ်လိုက်ပေးရတယ်เนาะအဲ့လက်သေးခွင့်ဖွင့်ပိတ်ထဲမှာခုနကကျွန်တော်တို့ပေါ်မှာတတ်မှတ်လိုက်တဲ့ initialization เนาะတတ်မှတ်ပေးရတယ်ပြီးရင်ကျွန်တော်တို့က initialization ပြီးလို့ရှိရင်ကျွန်တော်တို့က column လိုက်ပေးရတယ်ပြီးရင်ကျွန်တော်တို့ကဘာလိုက်ရလဲဆို condition เนาะ condition လိုက်ပေးရတယ်ပြီးရင်ကျွန်တော်တို့က column เนาะပြီးရင်ကျွန်တော်တို့က increment decrement ပေါ့ okay အတူကောက်ပဲရေးလိုက်တော့မယ်เนาะincrement decrement ပေါ့ပြီးရင်ကျွန်တော်တို့က code block လေးလိုက်ပေးရတယ်တနည်းအားဖြင့်ပြောရလို့ရှိရင်တွန့်ခွင့်ဖွင့်ပိတ်ကလေးเนาะရပြီဒါဆိုလို့ရှိရင်ဒါရေးနည်းကိုမိတ်ဆွေတို့သိပြီเนาะ
okay သူ့ရဲ့အဓိပ္ပာယ်ကိုတော့ဘယ်လိုကျွန်တော်တို့သွားပြီးတော့ကြည့်မလဲဒါကမိတ်ဆွေတို့ရင်းနှီးပဲရှိသေးရနော်ဟုတ်ပြီဒါဆိုသူ့ရဲ့အဓိပ္ပာယ်ကသူကဒီ initialization မှာကျွန်တော်တို့ပထမဆုံး variable တစ်ခုသတ်မှတ်ပေးခဲ့ရတယ်ထားပါတော့ကျွန်တော်က variable ဒီမှာ variable ပေါ့နော်ဒီမှာကျွန်တော် ion မသုံးတော့ဘူးဒီမှာ x equal to 0ဆိုပြီးကျွန်တော်တို့သုံးလိုက်မယ်နော် f0 ဆိုပြီးကျွန်တော်ဒီမှာသတ်မှတ်ပေးလိုက်မယ်အဲ့တော့ဒီမှာ variable x equal to 0ဆိုတာလေကဒီ for loop ကိုစပြီးတော့အလုံးလုံးတော့မယ်ဆိုလို့ရှိရင်တစ်ချိန်နဲ့သတ်မှတ်တာစပြီးသတ်မှတ်လိုက်ပြီနော် f equal to 0ဆိုပြီးတစ်ချိန်ပဲသတ်မှတ်တယ်သတ်မှတ်ပြီးတဲ့အခါမှာ तू ကဘာလုပ်လဲဆိုဒီ condition ကိုစစ်တယ်အဲ့တော့ condition ကဘာရေးလဲဆို h က30တက်ငယ်ရမယ်နော်ငယ်သလားဆိုပြီးဒီလိုစစ်တာ okay ဒီမှာကြည့်လိုက် h က0သတ်မှတ်ခဲ့တယ်အဲ့တော့ h က30တက်ငယ်လားငယ်တယ်ငယ်တဲ့အတွက် तू ကဘာကိုပြန်ပေးမလဲ true ကိုပြန်ပေးမယ်နော်ဒီကောင်လေးက true ကိုပြန်ပေးမယ် okay အဲ့ true ကိုပြန်ပေးတဲ့အခါမှာ तू ကဘာလုပ်သွားလဲဆိုဒီတရားကုတ်ကိုစပြီးတစ်ချိန် run သွားတယ်အဲ့တော့ကျွန်တော်ဒီမှာတစ်ချိန် run နေဆိုတော့ဒီထဲမှာကျွန်တော်ဘာလုပ်မလဲဆိုရင် print ပေါ့အပေါ်အတိုင်းကျွန်တော် hello world ဆိုပြီးကျွန်တော်ဒီလိုမျိုးပြောပေးလိုက်မယ်နော်ဟုတ်ပြီ तू ကအဲ့ဆိုမိတ်ဆွေတို့ဒီရှင်းနေရောက်နေပြီနော်ဒီမှာ तू က h က30တက်ငယ်လားဆိုပြီးစစ်တယ် तू ကဒီမှာ true ကိုပြန်ပေးတယ်ပြန်ပေးရင် तू ကဒီကောင်လေးကိုသွားပြီးတစ်ချိန် run တယ်နော်အဲ့လိုတစ်ချိန် run ပြီးတဲ့အခါတစ်ချိန် run ပြီးရင် तू ကဘာလုပ်လဲဆိုရင်ဒီ increment decrement ကိုတစ်ချက်သွားတယ်တွားပြီးတော့လုံးလုံးတယ်လုံးလုံးတော့ဒီမှာကျွန်တော်ဘာလုပ်မလဲဆို increment i ပလက်ပလက်လို့ပြောလိုက်တယ်ဒါကြောင့်မလို့ तू ကဒီကုတ်လေးကိုတစ်ချိန် run ပြီးတဲ့အခါမှာဒီ increment ကိုသွားတယ်သွားတဲ့အခါမှာ sorry ဒီမှာ h ပေးရမှာနော်အဲ့ပလက်ပလက်ဆိုပြီးတော့မှကျွန်တော်က h ကိုတစ်ချိန်ထပ်ပြီးတော့တစ်တိုးပေးလိုက်တယ်အဲ့တော့ဘာဖြစ်လဲဆိုအဲ့ကအစောတုန်းက0တက်မှတ်ထားတာနော်ဒီမှာပလက်ပလက်တိုးလိုက်တော့အဲ့ရတန်ဘူးကဘယ်လောက်ဖြစ်သွားပြီလဲအဲ့ရတန်ဘူးက1ဖြစ်သွားပြီနော်1ဖြစ်ပြီ1ဖြစ်တဲ့အချိန်ဒီမှာ तू ကဒီကိုပြန်လာတယ်နော်မိတ်ဆွေတစ်ချက်နားထောင်ပေးပါဒီကိုပြန်လာတယ်နော် h less than 10ဆိုပြီးတော့တစ်ခါထပ်စစ်တာအဲ့တော့ဒီ h ကဘယ်လောက်ဖြစ်နေလဲ1ဖြစ်နေတော့ဒီမှာ h က30တက်ငယ်သေးရဲ့ငယ်တဲ့အခါမှာဒီကောင်ကိုထပ်ပြီးတော့ तू ကအလုံးလုံးတယ်နော်အလုံးလုံးတယ်အဲ့တော့ तू ကဘာဖြစ်လဲပထမဆုံးတစ်ချောင်းထုတ်ထားတယ်ပြီးရင်နောက်တစ်ချောင်းထပ်ထုတ်တယ်နှစ်ချောင်းနော်ပြီးရင်ကျွန်တော် तू ကဒီအောက်ကအဲ့ကောင်ကိုနှစ်ခုမြောက်နော်ဒီ output ထုတ်ပြီးတဲ့အချိန်မှာ तू ကဒီပလက်ပလက်ကိုတွားပြီးအလုံးလုံးတယ်ဒါတော့ဒီတော့အဲ့ကဘာဖြစ်သွားပြီလဲဆိုရင်2ဖြစ်သွားပြီနော်2ဖြစ်တဲ့အခါမှာဒီမှာ h ကို condition တစ်ခါလာစစ်တယ်तू ကတန်းတန်ငယ်လားဆိုပြီးတော့ငယ်သေးရဲ့ငယ် तू ကဒီကောင်တွားပြီးတစ်ခါလုံးလုံးတယ်ဒါကြောင့်ဒီမှာ तू က3ခုမြောက်ကို output ထုတ်တယ်နော်ထုတ်ပြီးတဲ့အခါမှာ तू ကဘာလုပ်လဲဆိုရင်ဒီမှာပလက်ပလက်တစ်ခါတွားတိုးတယ်အဲ့တွားတိုးလိုက်တော့ h ကဘယ်လောက်ဖြစ်သွားပြီလဲဆို3ဖြစ်သွားပြီ3ဖြစ်တဲ့အချိန်မှာ तू ကဒီ condition တစ်ခါပြန်လာစစ်တယ် h က30တက်ငယ်လားငယ်တယ်ဆိုရင်ဒီ block ကိုထပ်ပြီးလုံးလုံးတယ်နော်အဲ့တော့ तू ကဘာဖြစ်လဲဒီမှာ4ခုမြောက်ကို तू က output လုပ်ပြီနော် output လုပ်ပြီးတယ်လုပ်ပြီးတဲ့အခါမှာ तू ကဒီကနောက်က condition ကိုတစ်ချက်တွားတယ်ပြီးရင်ပလက်ပလက်တိုးတဲ့အတွက် h ကဘယ်လောက်ဖြစ်သွားပြီလဲ4နော်4ဆိုတော့ तू ကဒီမှာထပ်ပြီးတော့ condition ကိုထပ်စစ်တယ်4က30တက်ငယ်လားငယ်သေးရဲ့ငယ်တဲ့အတွက် तू ကဘာဆက်လုပ်လဲဒီမှာဒီအောင်ကိုထပ်ပြီး run တယ်အောက်ကကောင်တစ်ခုကိုထပ် run တယ်ပြီးရင်ဒီမှာ plat plat ထပ်ထိုးတယ်ဒါဆိုရင် h ကဘယ်လောက်ဖြစ်သွားပြီလဲ5နော် okay ပြီးတဲ့အခါမှာ तू ကထပ်ပြီးတော့ဒါမိတ်ဆွေတို့တစ်ခုစီအသေးစိတ်ပြောပြပေးနေတာနော်အဲ့လိုပဲ तू ကဒီကောင်လေးကိုဘာလို့လုပ်သွားလဲဆိုတိုးသွားတာ6နော်6ပြီးရင်7ပြီးရင်8ပြီးရင်9နောက်တော့မိတ် तू ကတန်းအောင်ဒီတိုးသွားမှာတန်းအောင်လဲရောက်ရော तू ကဘာဖြစ်လဲဆိုဒီမှာ h ကနေ plat plat တိုးသွားလိုက်မှာဒီ9ပေါ့နော်9ကနေပြီးတော့မှ तू က plat plat ဒီမှာတိုးလိုက်တဲ့အခါမှာ तू ကဘာဖြစ်လဲဆို h ကတန်းဖြစ်သွားမှာအဲ့ဒီတန်းဖြစ်သွားတဲ့အရှင်တွေကိုရောက်ပြီဆိုလို့ရှိရင်နော် तू ကဒီမှာ condition ကိုပြန်လာဆက်လိုက်တယ်နော် h က30တက်ငယ်လားတနည်းအားဖြင့် h ကတန်းဖြစ်သွားပြီတန်းငယ်လားဆိုတော့မငယ်ဘူးမငယ်တော့ဒီတန်ဖိုးကဘာပြန်ပေးလဲ true မဟုတ်တော့ပဲနဲ့ 4ကိုပြန်ပေးပြီနော်ဒီကောင်က4ကိုပြန်ပေးအဲ့လို4ကိုပြန်ပေးပြီဆိုရင် तू ကဒီကုတ်ကိုအလုံးမလုံးတော့ဘူးမလုံးဘဲနဲ့ဒီလူတွေကနေထွက်သွားပြီ तू ကဒီပြင်ကိုရောက်သွားပြီဒီအောက်ကကောင်တွေကိုဆက်ပြီးတော့အလုံးလုံးမှာပေါ့နော်ဒီအောက်ကကောင်တွေအလုံးလုံးကြရှိတာကိုထပ်ပြီးတော့အလုံးလုံးမှာပေါ့အဲ့တော့ကျွန်တော် print ပေါ့နော်and of file ပေါ့နော်ဒီလိုမျိုးပြောလိုက်ပဲဟုတ်ပြီနော် okay ဒီအောက်ကကောင်ထွက်ပြီးတော့လုံးမှာပေါ့okay ဒီကောင်လေးကိုကျွန်တော်တို့က run ပြမယ်ဒီဘက်ကောင်လေးကို comment ခါလိုက်ပြီပြီးရင်ကျွန်တော် save လိုက်မယ်ဒီမှာလာပြီး run လိုက်ပြီ okay ဒီမှာနော် hello world ကို10ချိန်ထုတ်တာနော်10ချိန် output ထုတ်ပြီးမှ तू ကဘာလုပ်တာလဲဆိုလို့ရှိရင်ဒီမှာ end of file ကိုတစ်ချိန် run တာဆိုတာကကျွန်တော်တို့ကနော်ဒီက hello world ကို10ချိန်ထုတ်ပြီးကြမှာ तू ကဒီ white queen ကနေထွက်ပြီးတော့မှဒီအောင်ဆုံးအကောင်စပြီးတော့ run တာအဲ့တော့ဒီ body ကိုမိတ်ဆွေတို့နားလိုက်မယ်ထင်တယ်နော်ဒါကြောင့်ကျွန်တော်တို့ကလူတွေကိုပဲရှင်းမှာသုံးလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ပေါ့နော်ထက်က run စေခြင်းနဲ့ program တွေကိုလူတွေထဲမှာထည့်ပြီးသုံးတယ်နော်အဲ့တော့ပထမဦးဆုံးအနေနဲ့ तू ကဒီလူကိုရောက်တဲ့အချိန်မှာ variable အခုလိုမျိုးတစ်ခုတည်ဆောက်လိုက်တာနော်ဒါကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆို initialization လို့ခေါ်တယ်ဒီ initialization ကနော်မိတ်ဆွေတွေမှာကြည့်လိုက်ဒီ initialization နော်ကျွန်တော်ကဒီကောင်လေးကိုနည်းနည်း high လိုက်မယ်နော်အဲ့တော့ဒီမှာ initialization ဖြစ်တယ်အဲ့ initialization ကဒီလူကြီးတစ်ခုလုံးမှာတစ်ချိန်ပဲ run တာပထမဦးဆုံးစချင်းပဲတစ်ချိန်ပဲ run ထားလိုက်တာနော်နောက်ပြီးရင် तू ကထပ်ပြီးလုံးမလုပ်တော့ဘူးတစ်ချိန်ပဲ run တယ်ပြီးရင်ဒီ condition ကိုလာစစ်တာ
နော်ဒီမှာ h equal to 0ဆိုပြီး initialization ကိုတစ်ချိန်ပဲ run လိုက်တယ် run ပြီးရဲ့အခါကျမှဒီ condition ကိုလာစစ်တယ်အဲ့ဒီကောင်ကဒီကျွန်တော်တို့သတ်မှတ်ထားတဲ့နော် condition ပေါ့10တက်ငယ်လားဒါကြောင့်ဒီကောင်က true false ပြန်ပေးရမယ်နော်ဒီကောင်က true ကိုပြန်ပေးလို့ရှိရင် तू ကဒီကောင်ကိုအောက်က code block ကိုတစ်ချိန်သွား run မယ်နော်တစ်ချိန် run ပြီးလို့ရှိရင် तू ကဒီ decrement ကို increment decrement ကိုသွားပြီးအလုပ်လုပ်မယ်နော်ဒီ increment decrement ကိုအလုပ်လုပ်ပြီးသွားလို့ရှိရင် तू ကဒီ condition ကိုတစ်ခါပြန်လာမှာနော်ဒီရှေ့ initialization ကိုမလာတော့ဘူးနော် condition ကိုပြန်လာမှာအဲ့တော့ဒီ condition က true ပြန်ပေးရင် तू ကဒီ code block ကို run မယ်ထပ် run ပါနော်ထပ် run မယ်ပြီးရင် तू ကဒီ code block ကို run ပြီးတဲ့အခါမှာဒီ increment decrement ကိုလုပ်မယ်နော် okay ပြီးတဲ့အခါမှာ increment decrement လုပ်ပြီးပြီဆိုလို့ရှိရင် तू ကဘာလုပ်မလဲဆိုရင် condition ကိုထပ်ပြီးတော့စစ်တယ်နော်တကယ်လို့မှန်နေရဆိုရင်တော့ဒီကိုထပ်လာမှာပေါ့နော်ဒီကောင်လေးကိုထပ် run မှာပေါ့ဒီကောင်က true ပြန်ပေးသေးရဆိုရင်တော့အဲ့လိုမဟုတ်တော့ဘဲနဲ့ဒီကောင်ကဒီ condition က false တာပြန်ပေးလိုက်ပြီဆိုလို့ရှိရင် तू ကဘာလုပ်လဲဆိုလို့ရှိရင်ဒီကောင်ကိုမ run တော့ဘူးမ run ပဲနဲ့ဒီလူတွေကနေပြီးထွက်သွားလိုက်ပါနော်ထွက်ပြီးတော့မှအောက်က run စရာရှိတဲ့အရှာကုတ်တွေကိုအလုပ်လုပ်မှာပဲဖြစ်တယ်ဒါကိုကျွန်တော်တို့က for loop လို့ခေါ်တယ်ဟုတ်ပြီနော်